ဒီမျိုးသားကပါတီပွဲမှာရှိတဲ့သူတွေကိုဘသူဝါညက်ကစိန်ခေါ်မလဲလို့လမ်းမေးလိုက်ပါတယ်။ယုံကြည်ချက်ပြည့်ရှိတဲ့သူ့ငယ်ချင်းကငါ့ကိုကြည်ထားဆိုပြီးချက်ချင်းစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။သူလည်းလှုပ်ရှားနေတဲ့ဝါဒန်တွေကြားတဲ့ခုံပေါက်ကပြဖို့စူးစမ်းပေမဲ့အချိန်ကိုက်လွဲသွားပြီးဆိုဖာပေါ်ဒုက္ခနဲ့မောက်ရက်လဲကျသွားပါတော့တယ်။ဒါပေမဲ့ခက်တီတီပဲဖုံးထုတ်ကြည့်ပြီးဘာမှမဖြစ်ခဲ့တယ်လို့ဟန်ဆောင်လိုက်ပါတယ်။သူအကြီးကျယ်လွဲသွားတာကိုကြည့်ပြီးနောက်ထပ်သူငယ်ချင်းတယောက်ကတကယ်ဆရာကြီးတွေဘလို့ကလေးကြည်ထားဆိုပြီးကြွားလိုက်ပါတယ်။သူကတော့ရိုက်ခတ်နေတဲ့ဝါဒန်တွေကြားထဲကနေမြောက်တကောင်လိုပေါ့ပေါ့ပါပါနဲ့အေးဆေးလေးခုံကားပြသွားခဲ့ပါတယ်။သူငယ်ချင်းဖြစ်သူအလွင့်စတိုင်နဲ့ကပြတာကိုကြည့်ပြီးပထမတစ်ယောက်ကခက်ပြုံးပြုံးနဲ့ငါသဘောပေါက်သွားပြီးဒါကစီးချက်ပေါ်မှာပဲမူတည်တာပါဆိုပြီးပြန်ထလာခဲ့ပါတယ်။ဒါပေမဲ့ပထမဆုံးခြေတလန်းလိုက်တဲ့စက္ကန့်မှာပဲအကြီးကျယ်ခလုတ်တိုက်ပြီးဝါဒန်ကိုနှစ်ပိုင်းကျိုးအောင်နင်းလိုက်မိပါတော့တယ်။အဆက်ပြေအောင်အပြစ်ရှာတဲ့အနေနဲ့သူကမင်းတို့ဝါဒန်တွေကစုပ်ပြက်နေတာပဲလို့လက်ညှိုးထိုးអော်လိုက်ပါတယ်။အကသမားတွေကလည်းကျိုးသွားတဲ့ဝါဒန်တွေနေရာမှာအလွန်တရာလေးလံတဲ့တန်ချောင်းကြီးတွေနဲ့ချက်ချင်းအစားထိုးလိုက်ကြပါတော့တယ်။ဒါပေမဲ့တန်ချောင်းတွေကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လိုက်တဲ့အတန်ကြီးကြားလိုက်ရတဲ့အခါဒုက္ခများလန့်ဖြတ်သွားပြီးငါ့ကိုဘာလုပ်ခိုင်းနေတာလဲဆိုပြီးအကသမားတွေကိုအပြင်ကိုချက်ချင်းမောင်းထုတ်လိုက်ပါတော့တယ်就是个节奏的，哎，你个走了，来，滚！